အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဟိုတနေ့တင်ပေးထားတဲ့အချက်တစ်ချက်နဲ့မော်စီစာကဲလေးတကယ်ပေါ့အဲ့ဒီကဒီအချက်ကလေးကိုကျွန်တော်ပြချင်လို့ဗျတူတူကြည့်အောင်ချက်ကလေးကဒါလေးကအမဲကျော်လေးပဲဗျအခွန်တရီကတော့ကျွန်တော်တို့မော်စီစာခွန်ဖြစ်ဖို့ရခိုင်တော့များတယ်ဗျချက်ကလေးတစ်ချက်တည်းဗျတစ်ချက်တည်းပဲကျော်လေးရတော့လှတယ်ဗျကျောက်စီကျောက်သားလေးတော်တော်ကောင်းတယ်ဗျကျွန်တော်ဒီနေ့ကတော့အလုံးမသွားပြစ်ဘူးမနှက်ချန်လောက်ကြရင်ဒီကောင်လေးတွေကကျွန်တော်ချက်လိုက်မှတော့လောက်တော့မှာဗျခေါင်းနေနေကတော့ဒီနှစ်ချက်ပဲရမှာဗျဒီတစ်ချက်နဲ့ကျွန်တော်တို့ဒီလက်မထောက်ထားတဲ့တစ်ချက်ရဒီတစ်ချက်ရဒီဘက်ကအနာတအားများသွားတယ်ဗျဒီဘက်ကနေကျွန်တော်မလွယ်တော့ဗျဒီကတော့ဒီနှစ်ချက်လေးပဲအဲ့ဒါလေးပြချင်တာပြီးတော့ကျွန်တော်ဟိုမော်စီစာလေးဗျဒီမော်စီစာလေးအခွန်လေးတော်လှတာဗျဒီအခွန်လေးကလေကျွန်တော်တို့အခုတွေးဖို့တော်တော်ခက်သွားပြီဗျတော်တော်လာတာဗျာနော်ကြောက်စီကအီးနာပဲဗျာအခွန်ပါလေကျွန်တော်အစဒါလေးကိုခန်းသီးပဲကျွန်တော်ထင်တာလားအဲရောင်းပြီးတဲ့အခုကမော်စီစာပါတဲ့ဆိုးရအီးနာပဲဗျာနော်ကျောက်စီကိုအီးနာဒါတော့အခုပုံစံအနေထားလေးပေါ့ဒီဘက်ကြည့်အောင်ဗျအဲ့ဒါမျိုးလေးပဲအဖုံးမပါဘူးဗျအဖုံးမပါဘူးလိုင်းကတော့ရမ်းတော့ဒီကောင်ရမ်းကျဲတယ်နော်အားလုံးမမြင်ကြမှာပေါ့ကြောက်လေးနဲ့ညစ်ပတ်နေတယ်ဗျမှတ်တော့ကောင်းကောင်းမချိုးရသေးပါဘူးဒီကောင်လေးကပရိထုံးမလို့နဲ့ပရိချီချီလေးတွေထောလိမ့်မယ်ဗျဒီကနေပြီတော့ကျွန်တော်တော့အနာတိုင်းပဲလိုက်ပြီးတော့ကျွန်တော်အတစ်ကလေးတွေပဲကျွန်တော်ထုတ်ထားမယ်ဒီအတစ်လေးတွေအတိုင်းပဲကျွန်တော်အလုပ်လုပ်ကြည့်အောင်ပါဗျစီသားတော့ကောင်းတယ်ဗျနော်မျိုးရန်နေမိုက်တယ်ဘာဝိုင်းတိုင်းရော